This is our vision. Daily news brought to you by Rohingya Vision. မင်္ဂလာပါခင်ဗျာ2015ခုနှစ်ဩဂတ်လ23ရက်ကြာသပတေးနေ့အတွက် Arishin မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီခင်ဗျာဒီနေ့အတွက်မြန်မာနိုင်ငံဆိုင်ရာထိပ်တန်းရောက်သတင်းတချို့ကိုတင်ဆက်ပေးပါတော့မယ်ခင်ဗျာအာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်သူရဦးရွှေမန်းကိုပါတီရဲ့ထိပ်တန်းယာရုကနေဖယ်ရှားလိုက်တဲ့အကြောင်းဒီကနေ့ပဲတရားဝင်ကြေညာလိုက်ပါတယ်။ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်နေရာကနေသူရဦးရွှေမန်းကိုဖယ်ရှားခဲ့တာဟာနိုဝင်ဘာလမှာကျင်းပမဲ့ရွေးကောက်ပွဲမတိုင်ခင်ပါတီအတွင်းအင်အားတောင့်တင်းစေဖို့ဒီပြန်လည်ဖွဲ့စည်းဖို့ရည်ရွယ်လာတာဖြစ်တယ်လို့ပါတီတာဝန်ရှိသူတွေကသတင်းမီဒီယာတွေကိုပြောဆိုထားပေမဲ့ဒါဟာဒီအာဏာရပါတီအတွင်းမှာသဘောထားကွဲလွဲမှုတွေနဲ့တင်းမာမှုတွေဖြစ်တယ်လို့လည်းပါတီဝင်တချို့ကပြောဆိုခဲ့တဲ့အကြောင်း VOA မြန်မာပိုင်းသတင်းမှာဖော်ပြထားပါတယ်။ပါတီရဲ့ဖွဲ့စည်းပုံအရဒီမူလကတည်းကဥက္ကဋ္ဌတာဝန်ယူထားတဲ့လက်ရှိသမ္မတဦးသိန်းစိန်ဟာဆက်လက်တာဝန်ယူထားပြီးတော့သူရဦးရွှေမန်းရဲ့ယာရုကိုတော့ဒီဦးထေးဦးကိုလွှဲပြောင်းပေးလိုက်တဲ့အကြောင်းဒီနေ့နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲပြီးမှထုတ်ပြန်လိုက်ပါတယ်။မနေ့တုန်းကပဲဒီပြည်ခိုင်ဖြိုးပါတီကညီလာခံတရက်ကျင်းပပြီးတော့မကြာခင်ကျင်းပမဲ့ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်းတွေအဖြစ်နဲ့ပါဝင်ရှင်ပြိုင်မဲ့သူတွေကိုတရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးညပိုင်းကျမှရုတ်တရက်အပြောင်းလဲတွေပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။မနေ့ညတုန်းကပါတီဌာနချုပ်ကိုလုံခြုံရေးအင်အား200လောက်ကဝိုင်းထားခဲ့သလိုဒီကနေ့ကြာသပတေးနေ့မနက်ပိုင်းအထိအရာရှိတွေဝင်ထွက်မလုပ်ဖို့တားမြစ်ထားတယ်လို့လည်းဆိုပါတယ်။ဒါဟာပါတီတွင်းအာဏာသိမ်းပွဲဖြစ်ပွားတာလို့သတင်းဌာနတချို့မှလည်းဖော်ပြပါတယ်။လက်ရှိသူရဦးရွှေမန်းကိုလည်းနေအိမ်အကျယ်ချုပ်နဲ့ထိန်းသိမ်းထားတယ်ဆိုတဲ့အတီးမပြုတ်နိုင်သေးတဲ့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူတွေကတော့ဒါနဲ့ပတ်သက်လို့တစုံတရာအတီးပြုတ်ပြောဆိုခြင်းမရှိဘူးလို့လည်းသတင်းမှာဖော်ပြထားပါတယ်ခင်ဗျာ။ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့နေပြည်တော်ရုံးချုပ်မှာပါတီအတွင်းရေးကိစ္စတွေလှုပ်ဆောင်နေတယ်လို့ပြောဆိုထားပေမဲ့အငင်းပွားစရာကိစ္စတွေကိုလုံခြုံရေးအင်အားတွေသုံးပြီးတော့ဆောင်ရွက်နေတဲ့အပေါ်စိုးရိမ်ပူပန်မိတဲ့အကြောင်းရန်ကုန်မြို့အမေရိကန်တန်ယုံကဒီကနေ့ပဲသတင်းထုတ်ပြန်လိုက်ပါတယ်အစိုးရအနေနဲ့ဘာတွေဆောင်ရွက်နေတယ်ဆိုတာရှင်းပြဖို့အရေးကြီးတဲ့အကြောင်းအခုလိုရွေးကောက်ပွဲကျင်းပမဲ့ကာလနဲ့ဒီလာမယ့်နှစ်ဧပြီလအရောက်မှာအစိုးရတစ်တရက်တက်လာတဲ့အထိဒီမိုကရေစီဖော်ဆောင်ရေးအပြောင်းလဲတွေလှုပ်ဆောင်နေတဲ့ကာလတစ်လျှောက်လုံးမှာပြည်သူတွေရဲ့ယုံကြည်မှုကိုထိန်းသိမ်းထားနိုင်ဖို့လိုအပ်တဲ့အကြောင်းမိမိတို့အနေနဲ့လည်းဒီအခြေအနေတွေကိုအနီးကပ်စောင့်ကြည့်လေ့လာနေတဲ့အကြောင်းအမေရိကန်တန်ယုံရဲ့ဒီကနေ့ထုတ်ပြန်ချက်ကိုကိုးကားပြီးတော့ RFA သတင်းတရက်ကဖော်ပြထားပါတယ်ခင်ဗျာရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကာဒီကြီးရွာကနေတန်းတောင်ကြီးရွာကအလဲတန်းကျောင်းကိုလှေစီးပြီးတော့တွားနေကြတဲ့ရိုဟင်ဂျာကျောင်းသူကျောင်းသား25ယောက်ပါတဲ့လှေတစ်စီးအင်္ဂါနေ့မနေ့အစောပိုင်းကတိတ်မှောက်သွားရမှာအနည်းဆုံးကျောင်းသူ၄ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။နောက်ထပ်သေဆုံးမှုရှိမရှိနဲ့ပတ်သက်ပြီးတော့အတည်ပြုချက်တော့မရသေးပါဘူး။ဩဂတ်လ12ရက်အင်္ဂါနေ့မနက်9:45မိနစ်လောက်မှာတိတ်မှောက်သွားခဲ့တဲ့အဲ့ဒီလှေပေါ်ပါလာသူအလဲတန်းကျောင်းသူကျောင်းသား25ယောက်စလုံးရေထဲနစ်မြုပ်သွားတာကြောင့်အနီးနားကရွာသားတွေကအချိန်မီကယ်ဆယ်နိုင်ဖို့ကြိုးစားရှာဖွေခဲ့ကြပေမဲ့အဲ့ဒီထဲကဒီအသက်10နှစ်ကနေ73နှစ်ဝန်းကျင်ရှိကြတဲ့အလဲတန်းကျောင်းသူ4ဦးဟာ4ဦးကတော့သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်လေမောက်တာဟာဒီမြစ်အတွင်းရေလှိုင်းထန်နေစဉ်မှာပဲအနီးနားကရခိုင်လူမျိုးပိုင်တဲ့ဆက်လက်တစည်းကလည်းအရှိန်ပြင်းပြင်းနဲ့ဖြတ်မောင်းသွားတာကြောင့်လှိုင်းတွေပိုထန်လာပြီးတော့မှောက်တာလို့ဒေသခံတွေကယူဆနေကြပါတယ်ခင်ဗျာမြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းခွဲခြားဖိနှိပ်မှုတွေကြောင့်နေရက်စွန့်ခွာထွက်ပြေးလာကြတဲ့ရိုဟင်ဂျာတွေကိုထိုင်းနိုင်ငံအတွင်းမှာလူကုန်ကူးမှုတွေမှာဒီပါဝင်ပတ်သက်တယ်လို့တန်တရားရှိသူနောက်ထပ်26ယောက်ကိုထိုင်းအစိုးရကဒီကနေ့ပဲဖမ်းဝရမ်းထုတ်ပြန်လိုက်တဲ့အကြောင်း Bangkok Post သတင်းစာကဖော်ပြပါတယ်။ဒါဟာမကြာခင်ကမှဒီထိုင်းနိုင်ငံတောင်ပိုင်းမှာရိုဟင်ဂျာရုပ်အလောင်းတွေမြုပ်နှံထားတဲ့နေရာတွေကိုတွေ့ရှိခဲ့တဲ့ဖြစ်ရပ်နဲ့ဆက်ဆက်ပြီးတော့နောက်ဆက်တွဲဖော်ထုတ်ဖမ်းဆီးမှုဖြစ်ပြီးအခုဆိုရင်ဒီလူကုန်ကူးမှုမှာပါဝင်ပတ်သက်တယ်လို့တန်တရားရှိသူပေါင်းတန်တရားရှိပြီးတော့ဒီဆွဲချက်တင်ထားတဲ့သူပေါင်း145ယောက်ရှိသွားပြီလို့ဆိုပါတယ်။ပြီးခဲ့တဲ့လတုန်းကလည်းဒီလူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်တယ်လို့တန်တရားရှိသူ82ယောက်ကိုထိုင်းအစိုးရကဆွဲချက်တင်ခဲ့ပြီးတော့နောက်ထပ်ထွက်ပြေးနေသူ45ယောက်ကိုလည်းဖမ်းဝရမ်းထုတ်ထားတယ်လို့သိရပါတယ်။အခုနောက်ဆုံးဖမ်းဝရမ်းထုတ်ပြန်လိုက်တဲ့အဖွဲ့နဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေပေါ်မှာအကျိုးသက်ရောက်မှုရှိလာနိုင်တာကြောင့်ထိုင်းဒုရဲချုပ်Aki Angsana နောက်ကဒီကိစ္စအပေါ်မှာဒီမှတ်ချက်ပေးပြောဆိုဖို့ညှင်းဆိုခဲ့တယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းနဲ့မလေးရှားမြောက်ပိုင်းကတောဆက်တွေမှာလူကုန်ကူးကိုင်းတွေကကာလအတော်ကြာကလေးကဒီခြေကုပ်ယူပြီးတော့လှုပ်ရှားနေခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီဒေသတဝိုက်မှာဒီပြီးခဲ့တဲ့မေလတုန်းကလူကုန်ကူးခံရသူတွေရဲ့ရုပ်အလောင်းတွေအစုလိုက်ပြုံလိုက်မြုပ်နှံထားတာတွေ့ရှိခဲ့ပြီးတဲ့နောက်ထိုင်းအစိုးရဟာဒီလူကုန်ကူးမှုနှိမ်နင်းရေးတွေအပေါ်မှာအင်တိုက်အားတိုက်လှုပ်ဆောင်လာတာလည်းဖြစ်ပါတယ်ခင်ဗျာ။